ရန်ကုန်မြို့ရဲ့အထုံးမြန်ထားရာရွှေတကုံစီရီတော်မြကြီးကိုသွားတဲ့အခါရွှေတကုံဖျားလမ်းပေါ်မှာမှန်စီရွှေချလက်ရာတွေနဲ့တလက်လက်တောက်ပနေတဲ့စီရီတဆူကိုသိထားမိကြမှာပါအဲ့ဒီစီရီကတော့ရှေးအောင်အမွေနှစ်စင်းရင်ဝင်စိန်အောင်ချီစီရီတော်ပဲဖြစ်ပါတယ်ဒီစီရီကလူသိနေပေမဲ့တကယ်ကိုထူးခြားတဲ့သမိုင်းကြောင်းနဲ့ဘီသူကလက်ရာတွေရှိနေတာပါအဲဒါကြောင့်ဒီနေ့မှာတော့စိန်အောင်ချီစီရီတော်ရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြပြပေးသွားပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကကျဖိုးသားနဲ့ဗလိကကုံတဲ့ညီနာတို့ဟာမြတ်စွာဘုရားရှင်ရဲ့ဆန္တော်တဲ့ရှစ်စုကိုပင့်ဆောင်လာခဲ့ကြတာပါအဲ့ဒီအချိန်မှာသင်္ကုဋ္ဌရကုန်းတော်ပေါ်မှာရွှေတကုံစီရီတော်ကိုမတည့်ရသေးခင်အခုစိန်အောင်ချီစီရီတော်ရှိတဲ့နေရာမှာဆန္တော်ဓာတ်တွေကိုခိတ္တခဏကင်းဝတ်အပူဇော်ခံခဲ့တာဖြစ်ပါတယ်။ဥက္ကလာပမင်းကြီးကိုယ်တိုင်ဒီနေရာမှာဆန္တော်ဓာတ်တွေကိုဖူးမြော်ခဲ့တာကြောင့်အထိမ်းအမှတ်အနေနဲ့ဇေဒီတဆူကိုစတင်တည်ထားခဲ့တာပါ။ခေတ်ဆက်ဆက်မှာလည်းမင်းကြီးမင်းသားတွေကပြုပြင်မွမ်းမံခဲ့ကြပါတယ်။ဘိုးတော်မင်းတရားကြီးလက်ထက်မှာသားတော်အင်းရှိမင်းသားတိခတ်သူကဇေဒီတော်ကိုပြန်လည်မွမ်းမံပြီးတော့စัจ जा ယတနာမှန်အောင်လို့ဘွဲ့အမည်ကပီးတင်ခဲ့ပါတယ်။ဒါပေမဲ့လူအများကတော့ဇေဒီတော်ရဲ့စိန်စီထားသလိုတောက်ပမှုကိုအစွဲပြုပြီးတော့စိန်အောင်ချီဖျားလိုပဲပို့ပြီးသိကြတာပါဒီဇေဒီတော်ရဲ့ထူးခြားချက်ကတော့ဗုဒ္ဓဂါယာကမဟာဗောဓိဇေဒီတော်ရဲ့ပုံစံကိုယူထားတာဖြစ်ပြီးတော့ညံတော်64ပေကျော်မြင်ပါတယ်တဆူလုံးကိုရွှေသင်္ကန်းအစားမှန်စီရွှေချထားတာကြောင့်နေရာအောက်မှာစိန်တွေစီထားသလိုတောက်ပနေတာပါဇေဒီတော်ပတ်လည်မှာလည်းရတိရဟန်းရုပ်တုတွေကိုတွေ့ရပါတယ်ဇေဒီတော်ကိုအနည်းကကြည့်လေမှန်ချက်တစ်ခုချင်းစီတက်ဆင်ထားတာကအမှုပညာလက်ရာမြောက်ပါတယ်ဇေဒီရဲ့ညာဘက်ချမ်းတိုင်းဝင်သွားရင်ညောင်မေကြီးတပင်ကိုလည်းတွေ့ရပါတယ်တနခါးပင်ကြီးလည်းရှိတာမို့လို့အရေးကောင်းကောင်းအောက်မှာတရားထိုင်ခြင်းသူတွေအတွက်လည်းအင်မတန်အဆင်ပြေပါတယ်နောက်ထပ်ပိုပြီးထူးခြားတာကတော့ဇေဒီတော်အတွင်းထဲကလှိုင်ပတ်လမ်းမှာပဲနေရံတွေမှာမုံရွာဖုံဝင်တောင်ကလိုမျိုးဗုဒ္ဓဆင်းလို့တော်တွေကိုနေရံအပြည့်ထွင်းထုပူဇော်ထားပါတယ်။ဒါဟာရန်ကုန်မြို့လယ်ကောင်မှာတွေ့ရခဲ့တဲ့ရှေးဟောင်းလက်ရာတစ်ခုလို့ပြောလို့ရပါတယ်။ရုပ်ပွားတော်မြတ်အများကြီးကိုတွေ့ရမှာဖြစ်တဲ့အပြင်အဋိဌံအောင်ဆွတောင်းပြည့်ရုံးရုပ်ပွားတော်မြတ်ကိုလည်းဖူးမြော်မြင်တွေ့ရမှာဖြစ်ပါတယ်။အခုဆိုရင်စိန်အောင်ချီစီရီတော်ကိုမြို့ပြရှေးဟောင်းအမွေနဲ့အဖြစ်သတ်မှတ်ထိန်းသိမ်းထားပါတယ်။ရှေးဟောင်းအမှုပညာလက်ရာတွေကိုခန်းစားခြင်းနဲ့ဆိုရင်တော့ရွှေတုံဖျားလမ်းပေါ်ကစိန်အောင်ချီစီရီတော်ကိုလိုင်းရဖူးမြော်ဖို့အတွက်တင်ဆက်ပေးလိုက်ပါရရှင်။